ကျန်းနှစ်ကိုစားရမှာလားမစားရဘူးလားဆိုတာကျန်းမာရေးနဲ့ပတ်သက်ပြီးလူအများစုတွေးဝေနေတဲ့အရာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ကျန်းနှစ်မှာလူအများသိတဲ့သွေးထဲကအဆီဖြစ်တဲ့ကိုလက်စထရောပါဝင်တာကြောင့်ပါပဲ။ဒါပေမဲ့နောက်ဆုံးလေ့လာတွေ့ရှိမှုအရကျန်းနှစ်ကအကျိုးကျေးဇူးတွေအများကြီးပါတာကိုတွေ့ရပါတယ်။အာဟာရဓာတ်အများစုဟာကျန်းနှစ်ထဲမှာပါရှိပါတယ်။ဘာတွေလဲဆိုတော့ကျန်းနှစ်မှာဗိုက်တာမင် A, D, E နဲ့ K တို့အပြင် folate နဲ့ဗိုက်တာမင် B12 တွေလည်းကြွယ်ဝစွာပါဝင်တာ။ဒါအပြင်အုံနှောင်းနဲ့အာရုံကြောစနစ်အတွက်အရေးပါတဲ့ကိုလင်းတက်လည်းအများဆုံးပါဝင်ပါတယ်။မျက်စိအတွက်ကောင်းမွန်တဲ့လူထိန်းနဲ့ဇီယာဇန်သင်းလို့ခေါ်တဲ့ဓာတ်သိုးဆန့်ကျင်ပစ္စည်းအန်တီအောက်ဆီဒန့်တွေလည်းပါဝင်ပါတယ်။ဒီဓာတ်တွေကအသက်ကြီးလာရင်ဖြစ်တတ်တဲ့မျက်စိအတွင်းတိမ်နဲ့အမြင်အာရုံအားနည်းတာတွေကာကွယ်နိုင်ပါတယ်။ကျန်းနှစ်ကိုမှာကိုလက်စထရောပါဝင်ပေမဲ့အဲ့ဒီကိုလက်စထရောကသွေးထဲက LDL လို့ခေါ်တဲ့မကောင်းတဲ့ကိုလက်စထရောကိုတိတိတတ်တာမြင့်တက်စေတာမရှိဘူးလို့လေ့လာမှုတွေကသိရပါတယ်။ကျန်းဥစားတာက HDL လို့ခေါ်တဲ့ကောင်းတဲ့ကိုလက်စထရောကိုမြင့်တင်ပေးနိုင်ပါတယ်။တနည်းအားဖြင့်ပြောရရင်ကျန်းဥနှစ်မှာမကောင်းတဲ့ပြေဝစီပမာဏအနည်းငယ်သာပါဝင်ပြီးနှလုံးကျန်းမာရေးအတွက်အကျိုးပြုတဲ့ဆီ monounsaturated နဲ့ omega 3 အဆီဓာတ်တွေပါဝင်ပါတယ်။ကျန်းဥအကာထဲမှာတော့ပရိုတင်းလို့ခေါ်တဲ့အသားဓာတ်တွေအများဆုံးပါဝင်ပြီးဗိုက်တာမင် B2 သက်ဆောင်ဓာတ်တွေဖြစ်တဲ့ဆယ်လီနီယမ်နဲ့ပိုတက်ဆီယမ်တို့ပါဝင်ပါတယ်။ဒါကြောင့်ကျန်းဥစားတဲ့အခါအကာလည်းစားပါအနှစ်လည်းချင့်ချိန်ပြီးစားသုံးလို့ရပါတယ်။အရင်ကတော့ကျန်းဥနှစ်မှာကိုလက်စထရောများလို့နှလုံးရောဂါဖြစ်နိုင်တယ်လို့ယူဆခဲ့ကြပါတယ်။နှလုံးရောဂါကိုအဓိကဖြစ်စေနိုင်တာကတော့အစားအစာထဲကမကောင်းတဲ့အဆီဖြစ်တဲ့ပြေဝဆီအဆီပါသောနှုတ်ထွက်ပစ္စည်းများဥပမာထောပတ်ဒိန်ခဲနို့ဆီစားအုံးဆီအသင့်စားစားစာများဖြစ်တဲ့ပီဇာဟမ်ဘာဂါကိတ်မွတ်နဲ့ချိုချင်းစတဲ့အစားအစာတွေမှာပြေဝစီတွေမြင့်မားစွာပါဝင်ပါတယ်။ဒါပေမဲ့နောက်ဆုံးလေ့လာတွေ့ရှိချက်အရကျန်းဥနှစ်ရဲ့ကိုလက်စထရောကဆိုရင်ဖြင့်သွေးထဲကကိုလက်စထရောပေါ်တက်ရောက်မှုအနည်းငယ်သာရှိတယ်လို့တွေ့ရှိထားပါတယ်။ဒါကြောင့်ကျန်းမာရေးကောင်းမွန်တဲ့လူတွေအတွက်တစ်နေ့ကိုကျန်းဥတစ်လုံးအနှစ်ပါစားသုံးတာကနှလုံးကျန်းမာရေးကိုမထိခိုက်စေနိုင်ဘူးလို့ကျန်းကျင်သူတွေကဆိုထားပါတယ်။ဒါပေမဲ့ကျန်းဥကိုဘေကွန်ဒိန်ခဲဒါမှမဟုတ်ထောပတ်တို့နဲ့တွဲဖက်စားသုံးရင်တော့ပြေဝစီနဲ့ကိုလက်စထရောပမာဏတိုးလာနိုင်တယ်ကိုသတိပြုရပါ။နောက်ဆုံးပြောချင်တာကတော့ကျန်းဥအနှစ်ဟာအာဟာရဓာတ်တွေနဲ့ပြည့်ဝနေတဲ့အစားအစာဖြစ်ပါတယ်။အကယ်၍သင်ဟာကျန်းမာရေးကောင်းမွန်ပြီးနှလုံးရောဂါသို့မဟုတ်ဆီးချိုရောဂါစတဲ့နာတာရှည်ရောဂါတွေမရှိဘူးဆိုရင်ကျန်းဥတစ်လုံးလုံးကိုစားသုံးတာကသင့်အတွက်အကျိုးရှိပါတယ်။ဒါပေမဲ့သင်မှာကိုလက်စထရောများတာသို့မဟုတ်ဆီးချိုရောဂါရှိတယ်ဆိုရင်တော့မစားသုံးမီဆရာဝန်နဲ့အရင်တိုင်ပင်ပြီးတော့စားသင့်တဲ့ပမာဏကိုစားတာကအကောင်းဆုံးဖြစ်ပါတယ်။နားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါ